အေးပါလာဒီရွာတော့မုံနေတူတယ်ဟိုတခြားရွာပါဗျအော်တခြားရွာကဟုတ်ကဲ့ဗျဖလိုက်နေဆိုတော့ဘာအတွက်လူခံကြလဲဟိုကျွန်တော်တို့ရွာမှာဗုဒ္ဓပူဇင်ကြီးရဘုရားပွဲတော်တော့ ဖျားဖို့တော့အော်ဗုဒ္ဓပူဇင်နဲ့ဖျားပွဲအကောင်းနဲ့ကောင်းတဲ့ဒီလဒီချင်းကလေးကကျွန်တော်တို့ဒီဖျားပွဲတွေကတူတူကိုသူ့ရောက်ကိုရကျင်းပနေကြပြီလေဟုတ်တယ်ကျွန်တော်မှကျွန်တော်တို့ဖျားပွဲအတွက်အလူခံထွက်ရအောင်မယ်အဲ့ဒါလည်းစီစဉ်ဟိုစင်းလုံးတော့ခုပဲကောင်းနဲ့ကောင်းနဲ့အဲကြောင့်မှအဲ့တော့သူတို့ကအလူလာခဏရွာတယ်လားအလို့လားဟုတ်တယ်ကြအဲ့ဒါရှောက်ပြပြလိုက်အောင်မရွာထိတ်တွေရွာသူကဆုံးနေသူရွာဆုံးရွာရောက်မှမလေးလူလေသူ့ခေါ်လာတဲ့အကောင်အလူငယ်ညာရတယ်မတော့ဟုတ်ပါဘူးတကြီးလေးရလေရွာထဲမှာအလူသွားခံလို့ဘသူကလေအလူတန်းဆိုရင်ဖြစ်မြောင်လှူရလို့လေတကြီးလေးရပဲအလှူတန်းဆိုလို့ရှိရင်ပြည့်ပြည့်ဝဝလှူတာလေအဲ့တော့ကျမတို့တကြီးလေးရလို့အလှူတန်းဆိုလို့ရှိရင်ရက်ရောတယ်ဆိုပြီးကျမကြွားပြီးတော့သူတို့ခေါ်လာတာကြီးရွာတဲ့ဟိုလေဘယ်ကအလူခံမဲ့ရောက်လာတဲ့ကျမတို့ရွာရဲ့တကြီးလေးကအရန်ကူလားလူကနေမျက်နှာမငယ်ကြအောင်စေတနာအရန်ကောင်းတာတဲ့ဘာဘလို့ပြောရမလဲဟိုတရားအကြီးတာပေါ့အဲ့လိုပြောမယ်အဖေတို့အဖိုးတွေခေဆက်ဆက်တော့လေကျွန်တော်ဘယ်เจ้าမတော်ကပီးရေးထားရလေအဖေတို့ဖိုးလေလှူတာပြောတရားကြီးတာပေါ့လှူရမှာပေါ့နော်အဲ့တော့မတီမူဟို1000လောက်1000ကဲမိုင်းတကြီးလေးဟိုလေဟုတ်ဒီကရွာဆုံးကလေလေရွာရောက်မှာဟိုရွာရောက်မှာရောက်မှာလည်းခေါ်တယ်နာမည်မခေါ်ဒီကရွာရောက်မှာလေတကြီးလေးရတဲ့အလှငွေကို350တောင်းနဲ့လှူမှာ50ဒါကဲလှူလာခံလို့လာတာဗျ350တဲ့တကြီးလေးရတဲ့အိမ်မတန်လှူရတဲ့မချစ်သောတာလေအဲ့ဒါကြောင့်ကျွန်တော်အားကိုးပြီးလိုက်လာခဲ့တာပါခင်ဗျာနေ350ဟာဟုတ်ဘယ်လိုလူမလဲတကြီးလေးလူမလေခေါ်လာပြီးတာလေတကြီးလေးဟုတ်သူကပြောတာလူမဲပြောတာဟိုကြွားရောက်မှပြောတာလေ你看楼上烧的累楼比，然后有些啊找到我找钱的，哎嘛哎等下这不是楼不来了，啊啦，今天上弄不是楼比ကြီးလေးရလည်းမရှိစရာလား350လာမြင်နေတယ်တကြီးလေးဒီမှာကြည့်စမ်းဝေးသနာမင်းအောင်ပါပဲလေဟုတ်လားသူ့ရဲ့စီးစိမ်ဥစ္စာတွေသူ့ရဲ့သားနဲ့သမီးကနာနဲ့ဇာတွေတော့ပဲလှူတန်းတာလေတကြီးက350လာမြင်မရှိစရာလားဘာလားပြောလို့အဲ့ဒါအဲ့တော့ရုပ်ကိုကြည့်ရတယ်ကျွန်တော်တော့ပါတယ်တော့နေရာသူနေအတိတ်တွေနဲ့လာကင်ပေါင်းနေတကြီးလေးကတကယ်တအားလေးပြည်တယ်လုံးနေတာကနာဆိုင်လာမကနာဆိုင်ဒီမလုံးနဲ့လေဒါကနာဆိုင်မဟုတ်တာတကြီးလေးအဲ့90ရာနင်းဘယ်လိုငါပြောလိုက်ဟာလို့ပြောလာငါပြောကျမတို့ကမျက်နှာဖုံးလေမိုးလေးမြင်နင်ကမျက်နှာဖုံးလို့အယုတ်ရောက်နိုင်လားမပြောနဲ့ငါဆိုတာငါနင်းပြောဘူးလားပြောတော့ပြောမပြောဘူးဟုတ်တယ်နော်နင်ကငါရဲ့အုတ်ထဲဘူးလားမဟုတ်ဘူးနော်မဟုတ်ဘယ်နဲ့ဘာလို့ရှာရတော့ရှိတာလဲလို့ဒီလေးစေတနာကောင်းမှသိပါလေစေတနာကြီးအဲ့ဒါနဲ့ခါနာပါပဲတကြီးကလိုက်ပါတကြီးလေးရတယ်350လူတာဟုတ်တယ်မရှိဘူးလားအဲ့ဒါပြောမဟုတ်မရှိစရာတကြီးလေးရလဲမဟုတ်တိုင်လားပြောနေတယ်အကိုကြီးရွာရောက်မှာကျွန်တော်တို့တိတ်ခါကြောက်လို့မလုပ်နဲ့နော်တိတ်ခါကြစရာလားရွာရဲ့မျက်နှာဖုံးလေကျမတို့ရဲ့ဦးစီးဦးလိုက်လုပ်နေတဲ့တကြီးလေးပါဆိုနေမှာပဲဖယားဘောကြီးကနီးပြီတကြီးလေးလှုပ်လိုက်ပါတကြီးလေးလိုက်ပါတကြီးလေးရလှုပ်လိုက်ပါအချိန်မရဘူးသွားလှုပ်ခံအောင်ပဲသူတွေကအဖေကလို့ပြောမလို့မသိတော့ဘူးဖြစ်သွားမိမနဲ့စောင့်တနာတက်တော့မှာသူကလောက်ပေါကွဲတော့မှာတကြီးလေးအလူကန်ကြီးကဘာရဲ့ငါတဲ့350လှူမယ်လို့ပြောတယ်တဲ့ဇာရောက်မှတော့ပြောတယ်ငါ350လှူမယ်တဲ့ကောင်းတာဗောအလူငွေကိုတကြီးလေးက350ထဲနေဗောမင်းဒေါတာမရှိပုံသွားမယ်နင်းမလင်350ဒေါတာထွက်ချင်းနေတာအဲ့ဒါရှိလို့300လှူလိုက်ရတယ်နော်ဟိုတကယ်ခရယာကြီးတို့ဆိုတော့ကိုယ်တော်ရတာဗောပို့ပြီးတော့နောက်ကျလှူလိုက်မယ်3ရက်တလုံးပို့လို့လေကျွန်တော်စိတ်လို့ပါသူဘိုးတော်တော်နဲ့ဆုံးချက်လိုက်မယ်ကြိုင်သိန်းတက်သွားလိမ့်မယ်ဟုတ်ကဲ့နင်းနမစိမ့်မအဲ့ဒါလေးပြောချင်နေတာကပီးပေါ့တော့ကပီးကြီးလေးရဲ့နာမည်လေးကဲကျွန်မပြောမယ်ဟုတ်တကြီးလေးရဲ့နာမည်ကဦးသက်ဦးသက်တကြီးကတော့နာမည်ကဒေါ်စိန်ပုဒေါ်ပုစိန်350ကျက်ဟုတ်ကဲ့350ကျက်ဒါတရားများထွက်ပြည့်သူဝင်သူတန်းပါဒီခင်ဗျာဒါလည်းများစာဖြစ်တယ်ရောကုန်ပါကုန်ပြီကြီးလေဘာကြီးလေမဆက်တိုက်လိုက်အောင်မယ်နော်ဟိုတကြီးလေးခဏလေးကအဲ့ဒီနေ့ကြတော့ခွင့်တော့ကျွန်တော်တို့ဖလားနဲ့စမှာမဟုတ်ဘူးဟောတော့မဟုတ်စီတော့ဗဒန်းတို့နှခမ်းနာနဲ့မတည့်ဘူးဖြစ်နေတာအဲ့ဒီတက်ခိုင်းတာတကြီးကလှူတာ350ဆိုတော့ဖလားနဲ့မဆန်းသွားပါတကြီးလေးအချိန်မရှိတော့ဘူးအဲ့သူတို့ပြန်လဲနေသိမယ်နော်ဟုတ်ပါတော့ငါထွက်နေတယ်350
သိမသိမနာမ တော့ကြိုက်သိန်း50ထက်အများကြီးပဲ သိသွားတာစားပေါ့ အေးစားဘွားဒီစားတယ်ဒီမှာ အကြံခုံတော့ခါပါခုံပဲ ခဏလေးနေဦးပါည မိမအေး ရော မိမ ရောလို့ မိမအေးဟေး တို့ကလေးနဲ့ဘာလို့လဲအပြတ်တင်တာလား โอ้ဘယ်နဲ့ငှက်ပြားတောင်မှာတော့ဟာကြောက်တုံနေတာငါကြောက်တုံနေတာ ဆူတော့လားဘာကြောင့်လို့ โอ้ဘာဖြစ်ရမှာတော့ရွာရောက်မှ မလေးရွာရောက်မှရွာထဲမှာဘာတွေဖွေထားပြန်ပြီလဲပြော โอ้ဒုက္ခပဲနင်းရလဲရွာရောက်မှရွာထဲမှာမှွေတဲ့အစင်မဟုတ်ဘူးအခုကလေငါအိမ်တီလာပြီးတော့ငါ့ကိုလာမွေနေတာ တော့လာမွေနေတာ ဟုတ်တယ်မွေုံနေမကောင်းငါအချွန်ထဲမှာထိုးတာဟဲ့အခုလာပြီးတော့ ဘလို့ချုံနေဆိုတာ ဟာဘလို့အချွန်နဲ့ထိုးရမှာတော့ဒီမဲ့အခုလေဟိုတခြားရွာကနေပြီးတော့မှဟိုဗာတဲ့ဟိုသူတို့ရွာဖျားပွဲတော့ဆိုတော့အလူခံသမားကြီးရောက်လာတယ်အဲ့ဒါ तू ကငါအိမ်ကြီးခေါ်ချလာတယ်ခေါ်ချလာပြီးတော့ငါကအလူငွေထည့်မယ်လို့ပြောတယ်တဲ့ကဲကြည့်ဦး အလူငွေထည့်မယ်ရှီရနဲ့လှူလိုက်ပေါ်တော့ ဩ1000 2000ဆိုငါလှူနိုင်သေးတယ်ဟာ ခုကဘယ်လောက်တော့မဟုတ်လဲ ဟာဘလို့ဖြစ်ရမှာတော့ရွာရောက်မကပြောလိုက်တယ်အဲ့အလူခံသမားတွေကိုငါက350လှူမယ်တဲ့ 350 ဟုတ်တယ် ရှစ်ဘယ်ဟောပြောရတာလဲ350လှူမယ်လို့ ငါမပြောဘူးလို့ရွာရောက်မကသွားပြောတာအဲ့လို့ဆို ကောက်ပါပဲရွာရောက်မှလည်းလှူပွေးမြန်ပြီ မွေတယ်အခုဘယ်လောက်ရှိလို့ ကျမမှာ10သိန်းရှိတယ်10သိန်းမဲ့လှူလိုက်တော့ 10သိန်းနဲ့မရဘူးလေ40တောင်လို့တယ်လေ ဩကျန်တာနောက်မှထုံမယ်ပြောလိုက် ။အော်နောက်မှလှူလို့ရမလားနင်းလည်းငါ့ကိုရှိတဲ့နဲ့လာလှူခိုင်းနေတယ်ဟဲ့။မလှူနိုင်ဘူးဆိုရင်ငါအဆက်ပွဲလိမ့်မယ်တော့ဒီမဲ့ငါရဲ့အဖိုးငါရဲ့အဖေလက်ထက်ကစပြီးတော့မှလေရွာထဲမှာတခြားရွာမှာသူကလှူခဲ့တာကကြီးတွေကြောက်စာတွေနဲ့ငါလက်ထက်ကျမှတင်90ကိုမလှူနိုင်ဘူးဆိုလို့ရှိရင်ရွာလည်းသိခါကြမယ်ငါလည်းသိခါကြမယ်မပြပြအောင်တော့လှူရမှာပဲနော် ရှီရဘာလှူမှလဲပြော ဟိုပတ်စံမနေမရှိဘူးဆိုလို့ရှိရင်ဒီလိုလိုက်ဟဲ့ဟိုနင်းဆွေးကြလှူလိုက် ဟာရှီရနဲ့ကျမဆိုကျတော့မပေးနိုင်ပါဘူး ဟိုလှူလိုက်ပါဟဲ့နင်းလည်းငါနောက်ပြီးနင်းကိုပြန်ဆင်ပေးမှာအဲ့ဒါကြီးတဲ့ကြိုးငါနောက်ပြီးမှာဟုတ်ပြီလားခဏလေးနော်ခဏလေးဘောပါမင်းဒီရလည်းညတော့ချွေချွေပြထားပါဒါမင်းမအလနည်းနည်းလေးကြာသွားတယ် ပတ်ဆက်တော့ကော လူမဲ့ လူမလေးလူမတို့မိမကိုထက်သူကပုံပြီးတော့တရားကြီးနေတာ အော်နှစ်ယောက်ဆိုတော့ပို့လူတာဗော ကိုထက်ကနှလုံးသားကြီးနေတာ သိန်း50ပဲလူကလူကမျက်နှာတွေမကောင်းဖြစ်နေကြတာအရင်ကချင်းသိန်းမလေးရာရဲချီပြီးလူတာ အဲ့ဒါကြောင့်ညနေမှာကောင်း သူကလည်းပို့တာကွဲမှာကိုယ်နဲ့ကွဲတော့မှတက်တော့အဲ့ဒါလို့ပါမိမအတိုင်မလိုက်တော့မိမကယောက်ျားရဲ့တဲ့350ငွေသားဆိုတော့ तू ကကြတော့တကယ်တော့ဟို3တီ3ကြားထဲပါသွားတာတဲ့သူဖះကိုပဲအဓိကတော့လှူချင်တာဖြစ်တဲ့အတွက် तू ကဖះကိုထပ်ဖနာထည့်ချင်တာအဲ့ထပ်ဖနာထည့်တော့ तू အဲ့350ကိုတော့ဆွဲကြိုးပေါ့အဲ့သူဆွဲကြိုး तू ကလှူမယ်တဲ့ဗျာကဲကိုထက်ကိုစေစနာကြီးတာဗျာ ဆိုတော့ပိုးစင်နေတာဗောအာမနာထဲတော့ပြီးသွားပြီလေဒါတခါလေးပိတ်ပလိုက်တာ ဘာလေးတဲသွားလို့ရတာပေါ့ဗျာ ဆွဲကြွားသိန်း50တန်းလား မကောက်ဘူးလေ အဲတွေ့လားခုန50ဆွဲကြွားလှူတာလားဟာကြီးတာ မိမလူကြီးမင်းတော့မလေးပြုံးကြည့်နေနာတီတာနေနေကျုံနိုင်မချုပ်ပြလိုက်ပါချုပ်ပြလိုက်ပါ မိုက်ပြီးတော့ပါချင်းမရဘူးဒီမှာ မလေးလူကြီးတက်လာည အဲ့ တော့ ဒါချုပ်ပါလေ သားရီပေးချင်နေတာဆိုဒေါသတွေဆိုတာအများပေးချင်နေတာလူချင်းဒေါသတွေပေါ့ရှိတယ်နော်လူချင်းဒေါသရှိတယ်နော်ဟမ်ပြောမလေး တော်တော်ရတော်တော် စုလေးပေးလိုက်ဟုတ်လေ ဟုတ်ကဲ့ခင်ဗျအခုလို့လူလန်းလိုက်တဲ့ကြီးလင်မယားဖော်ရီရွာကြီးတေရွာလုံးတာမကပဲစီလုံးနဲ့အေးချမ်းအုပ်ချုပ်နိုင်တယ်လင်မယားဖြစ်ပါသည်တော့စီပါကြီးလေအရန်ကောင်းပါသည် မလေးကောင်းတယ်ဘာလို့ဆိုကြပါလဲ အားလုံးဟုတ်တယ်ရွာလူတော်များအားလုံးဘေးကင်းပြီအေးချမ်းကြပါလား ခုအေဂျင့်တို့ကြမှာလေးရကြာနေသေးတယ် တကြီးတော့ဟလာတက်ရှိစင်းလာချမ်းသာရပြီးတော့အသက်ရှူတိုင်းဝေးဝင်ပါစေဟလာဖရားတကမာကြီးဖြည့်ပြီးတော့သာသနာကိုနေလို့တော့ခုနှစ်တောက်ပေါတူနိုင်တန်းနိုင်နဲ့ဖရားတိုင်ကမာကြီးဖြစ်ကြပါစေရှင် နင်ရောဘာလူလဲနင်ကဘာလူလဲ ကျမဒီမှာလေးဟိုလှူမဲ့သူနဲ့အလှရှင်တွေမှာထိတ်တိုက်တွေ့ပြီးတယ်ဒီမှာ ဘာကူစရာလေး ပေါင်းကြတယ်ပေါ့ အော်ပေါကူစရာလေး လောဝါဌာနလောဝါဌာန မေတ္တာပေါကူစရာလေးတော်တော့ငါနင်းမကြည့်ချင်တော့ ဟိုတာရုနော်တာရုတကြီးနေ မလေးဘာလို့ကောက်ပါ့တဲ့ဒေါသတွေဘလို့ထဲတော့ထဲရမှမသိဘူးကွာ ကျမကဆွဲကြပြောပါလဲဆွဲမလဲပါလဲဆွဲမလဲ ဆွဲကြိုးဆွဲကြမရှိတော့လဲငါဒါ
ဆွဲ ကွာကြက်မရှိတဲ့ဘဝတက်မရှိတဲ့လှေလိုပဲဘာနဲ့လော်လို့ဘာနဲ့ကြက်တိုက်ရမှန်းမသိဘူးရွာရောက်မှတို့လှုပ်လိုက်ရင်အဲ့တိုင်းပဲ ညရွှေဟော ဟမ် ရွာထဲမှာကြောက်ဝိုင်းကောင်းတယ်မင်းတော့မတိုက်ဘူး ဩလာပြန်ပြီတကောင်ဒီလောက်ဟိုးလေးတွေကြောင့်မသိဘူးလားငါရဲ့တိုက်ချက်ကိုရွာရောက်မှဂွားနဲ့ပြစ်တက်လိုက်တယ်လေငါမှတိုက်เสียကြက်မှမရှိတာကြက်ဝိုင်းကောင်းလည်းမတော်နိုင်ဘူးကွာ ဟာဒါနဲ့ရတုံးစုမျိုးကပြန်လာတော့မယ်လို့ရ တုံးစု အေး တုံးစုကဘာတူလဲ ဟောတုံးစုဆိုကွာဟိုတကြီးလေးကွာ ဩသိပြီတကြီးလေးတုံးစုဟာ အေးဟုတ်တယ် တုံးစုပြန်လာတော့မှလား ဟုတ်တယ်လို့ ဟုတ်ဟေ့တုံးစုကမြို့မှာနေတာကြာပြီဆိုတော့မြို့ကြီးသူဖြစ်နေလောက်ပြီနော် ဟုတ်တယ်ကွာ ဒါနဲ့နေသက်မအောင်တုံးစုပြန်လာမယ်ဆိုတာတရွာလုံးမသိဘူးမင်းကဘယ်လိုလုပ်သိ ဟောမင်းကငါမျိုးကမနေ့ကမှပြန်လာလေကွာငါမျိုးမှနေအောင် तू ပြန်လာမယ်ကြောင်းငါသိခဲ့တာကွာ ဩမြို့ကပြန်လာလို့သိရလား ဟုတ်တယ် ဒါနဲ့နေသက်မအောင်မင်းကတုံးစုပြန်လာတဲ့အကြောင်းငါ့ကိုလာပြောတာလားတခြားဘာကိစ္စရှိသေးလဲ မဟုတ်ဘူးဟေ့အောင်ရေးရွာရောက်မှ ရွာရောက်မှာဘာဖြစ်လို့ ဟောငါမနေ့ကမျိုးကပြန်လာတော့လမ်းမှာကွာရွာရောက်မှငါ့ကိုလာကြိုတယ်ဟောလာကြိုတော့ तू ကငါလှည့်ရမောင်းလာတာလှည့်ရမောင်းတာတစ်ဖက်ကနွားတစ်ဖက်ကညင်းတယ်ဟောငါရပါမလားလို့ငါမေးတယ်သူကလည်းရတယ်တဲ့ရတယ်ဆိုသွားပေါ့ तू ကနွားကွာအတောင် तू မောင်းတာရှူးဆိုအမြင်းကလည်းအတောင်ပြေးတော့ကွာလှည့်အကုန်မှောက်ပြက်ပြီးငါပစ္စည်းအကုန်လုံးလည်းမြောင်းနေထိုးကြအောင်တော့တာပဲ မင်းကအသက်ကုန်ပြီးတော့နွားအကြံခဲ့တော့လှိမ့်မောက်ပြီးမင်းပစ္စည်းကို ဟုတ်ပါကွာ မင်းမို့လို့ကွာရွာရောက်မှာကိုယုံလို့ ဟောမယုံလို့လည်းမရောက်လေကွာလမ်းကြုံတာဆိုလို့ तू တယောက်ပဲရှိတာကွာ အေး ဒါနဲ့ရကြက်မတိုက်ပဲ ဩလာဖြတ်ရိုက်လိုက်အောင်မယ်မင်းကလည်းပြောပြီးသားလေရွာရောက်မှာမွေးလို့ငါတိုက်ချက်မရှိဘူးလို့ကြောက်ဝိုင်းကောင်းလည်းမသွားနိုင်ဘူးဖြစ်နေတယ်ဒီမှာ ရွာထဲမှာကြောက်ဝိုင်းကောင်းတယ်မင်းတိုက်ဆက်အကြက်မရှိငါကြက်ရောင်းတယ် ဟမ်မင်းချက်ကခွက်လက်ဘယ်လောက်ကောင်းလို့ ဩမင်းကလည်းအခြေထားအောင်လည်းမင်းလိုက်ကြည့်လိုက်အောင်အိမ်ရောက်သိလိုက်မယ် အေးဘာဖြစ်ကွာမင်းချက်လိုက်ကြည့်မယ်ငါခွက်เสียကြက်ရတာပေါ့ ဒါပေါ့ကွာမင်းလိုက်ကြည့်လား တကြီးကတော့အဲ့နေလာတယ်ဟာတကြီးကတော့ ဒါလေးဟဲ့ဒီနေ့ရတဲ့ဖဲအဲ့တယ်လို့လောက်တော့ခေါ်နေရတော့ မမ ဟဲ့ညီမလေးရွာပြန်လာလား ဟုတ်တယ်နားလေအောင်ပါ မွားထင်တော့ထင်တာမနက်ကကြီးတွေတာနေတာအဲ့လာမယ်ဆိုတော့ငါညီမဖြစ်နေတာဘယ်လိုဝမ်းသာလိုက်တယ်ဟမ်မြို့မအောင်အစင်ကြီးရလားညီမလေး ကြည်ရမ အေးဟုတ်နေကိုခေါ်လိုက်ယောက်ျားလာပါအောင် ဟာလို့ လာအောင် ကစားပြီ အဲ့တယ်လာပါအောင်ဆို ဘယ်ရအဲ့တဲ့တော့ဘယ်သူတော့ တွန်းစုရဲ့ကိုယ့်ရဲ့အချစ်ဦးကလည်းတွန်းစုပဲကိုယ့်ရဲ့အချစ်စိုးကလည်းတွန်းစုပါပဲ သုံးစုကလည်းတူတူပါပဲနော်သုံးစုရဲ့ချိန်ကလည်းကိုသက်ပါပဲ တကယ်ကြီးပေါ့ တကယ်ပေါ့ဒါပေမဲ့မကြခင်မှာကိုသက်ကဒီရွာတကြီးလေးဖြစ်တော့မှမလို့သုံးစုချစ်တာမဟုတ်နော် သိပါတယ်တွန်းစုရဲ့ဒီရွာရဲ့တကြီးလေးကလေကိုပြစ်ခဲ့သွားရင်ဆိုရင်လေမင်းကတကြီးလေးရဲ့ကြော်ပဲပေါ့ဟုတ်တယ်မလား ဟုတ်တာပေါ့နော်ဒါလည်းကိုသက်ဟိုအိမ်ကလေအဖေနဲ့အဘနဲ့မသိခင်ကိုသက်ကလာခိုးမှရမှာနော် အေးဟုတ်တယ်ဟိုမင်းရဲ့အဖေနဲ့မင်းရဲ့အမသိပါလို့ရှိရင်မလွယ်ဘူးနော်ဟိုပြီးတော့အဖမြန်ဆိုတာကလည်းဟိုဒီရွာရဲ့တကယ်ကြောက်ဖို့ကောင်းတဲ့လူကြီးဟိုအဲ့ဆိုနေဒီလိုလုပ်လိုက်လေမင်းကိုမင်းအဖေနဲ့မင်းအမတွေမသိခင်ကိုအမြန်လာခိုးလက်မယ် အဲ့ကောင်းတယ် နော် ဒါပေမဲ့ကိုသက်ကိုယ်တိုင်လာခိုးလို့မရဘူးနော် အေးဟုတ်တယ်လေဟိုကိုသက်ကိုယ်တိုင်တော့ဘယ်လာခိုးမလဲမင်းကိုခိုးဖို့ရအတွက်ငလက်မောက်ခိုးခိုင်းလိုက်မယ်အဆင်မပြေပါဘူးလား အဲ့ကောင်းတယ် နော်မင်းတို့ကလည်းနီးစက်တော့မယ်အေးငငလက်မောက်အကူကြီးတောင်းအောင်မယ် ဘာသာမင်းနေပါဦးငါဖက်နေစီအောင်မယ်ဟာမင်းရလေ လာတဲ့ တွန်းစုညီမလေးမင်းတော့မြို့ကြီးတူကြီးဖြစ်နေပြီပဲ ဒီမှာ तू ဟာ तू မျိုးကြီး तू ပဲဖြစ်ဖြစ်ရွာ तू ပဲဖြစ်ဖြစ်ရှင်နဲ့မဆိုင်ဘူးနော်ဟိုတွေးဒီတွေတွေးမနေနဲ့ तू ကရှင်ခဲမကျမကရှင်မိန်းမမှတ်ထားနော်ဟင်းလာညီမလေးပြောချင် တန်ချောင်းရတွန်းစုကိုမြင်လိုက်တော့လေငါရွာရောက်မှဆိုတဲ့အဲ့ဒီကောင်မအောင်ငါတော်တော်ဒေါသထွက်တယ်ဒုက္ခပါပဲကွာရွာရောက်မှလည်းမိမခိုးတယ်ဆိုညမှသွားခိုးပါမယ်လို့ပြောတော့သူ့အားနဲ့ဒီညနေကင်းကိုလိုက်ခိုးခိုင်းနေတယ်ဒုက္ခပဲအစင်ဟောပြပါမလားမသိပါဘူးကွာဟေးအော်ခိုးရတယ်ပြီ ရှင်ကျမကိုဘယ်လေးကကြိတ်ကြိုက်နာလဲရွာရောက်မှလေးကရှင်ကျမကိုလာခိုးမယ်ပြောမှာပဲရှင်ကျမကိုကြိုက်တဲ့ကြောင်းသိရတယ်ဟုတ်ပါအောင် မ
မဟုတ်လေမဟုတ်လေ လေရှင်နဲ့ဦးမြိုင်သမီးကိုခေါ်လာခဲ့ပြီဆိုတော့ကျမခိုးလာခဲ့ပြီလားလေအမြန်သွားတော့ မဟုတ်လေဦးမြိုင်သမီးတော့ဦးမြိုင်သမီး ဟုတ် ပေါ့ တယ်လေဦးမြိုင်သမီးလေးဒီမဲ့ မဟုတ်လေမနလေဒါမှမဟုတ်လေဦးမြိုင်သမီး ဟုတ်တယ်လို့ရှင်ရလဲရှင်ဦးမြိုင်သမီးကိုနောက်ကလိုက်လာပြီသွားတော့သိမလွယ်ဘူးနော်အမြန်သွားတော့ အဖေနောက်ကလိုက်လာပြီ တိတ်ဝိုင်းလား ဟာသွားတော့သွားတော့ဆိုလို့သွားလာပြီ တော်လာတယ်မတာမခိုးခိုင်းနေတယောက်ခိုးလာတဲ့တယောက်မတာမ ဟုတ်တယ်ဟဲ့သူကဦးမြိုင်သမီးဆိုပြီးတော့ဦးမြိုင်သမီးခေါ်လာခဲ့ပြီဥစ္စာကို သွန်းစုရဲ့အတိတ်ကြောင်းတွေကိုပြန်တွေးလိုက်တယ်ငါရဲ့ရင်ဖတ်ထဲကနှလုံးသားတန်ရာတွေမကြက်သေးဘူးဆိုတာငါသိလာခဲ့တယ်ငါနှလုံးသားတန်ရာမကြက်သေးဖြာတရှိလေးနှလုံးယောဂရနေတယ်ဟုတ်တယ်သွေးကြောတွေကျင်းလို့တဲ့ဟာရဲ့မင်းနဲ့ကောက်ကိုမဖိအောင်တော်လိုက်တော့အဲ့ဒီအိတ်ကိုယူသွားဟုတ်ကဲ့သွားနင်းမင်းနှလုံးယောဂရပါလားသွန်းစုရဲ့ရန်ဖြစ်နေရွာရောက်မှတို့မလားဟုတ်တယ်လာခွေးကြိုက်နေတာမှမဟုတ်ဘူးဆိုတော့ကြီးလေးဟဲ့လို့လက်ရှင် ဘာမှမဖြစ်ပါဘူး ဟုတ်မသိဘူးလေဟိုအရေးတကြီးပြေးလာတော့ဘာဖြစ်လို့လဲလို့ ဘာမှမဖြစ်ပါဘူးအရာအလုံးကအေးဆေးပါဟိုဘာလုပ်နေရလဲ ဟုတ်ဗိုက်မရေလောင်းနေရရှင် ဟာပင်မလိုက်တာလမ်းနုနုလေးနဲ့ရေလောင်းနေရလားဩဒါတက်ခွပန်းနေထင်တယ်နော် အာမဟုတ်ပါဘူးတက်ခွာပန်းနေပါ ဩတက်ခွပန်းနေဟုတ်တယ်ဟိုညီမလေးကိုမြင်ပြီးတော့လေတက်ခွပန်းထင်သွားတာ ရှင် မဟုတ်ဘူးတက်ခွပန်းထင်သွားတာလို့ဟိုဟာလေကိုကြီးလောင်းပေးမယ်လေကိုကြီးကကုသိုလ်လိုချင်လို့ဒီလား ဗိုက်မရေလောင်းတာနဲ့ကုတူနဲ့ဘာဆိုင်လို့လဲ ဟောဆိုင်နေလေညီမလေးရဲ့ဒီပန်းလေးတွေပွင့်လာရင်ဖះကိုမလူဘူးလား လူရလေ ဖះလူတော့ကဲကိုရေလောင်းပေးလိုက်တဲ့ပန်းလေးတွေပွင့်လို့ဖះလူရင်ဟောဖះပန်းလူတဲ့အကျိုးလဲရတယ်ရေအကျိုးလဲရတယ်လောင်းပေးမယ်နော် ဟုတ်ရပါတယ်ရှင် ဟောလောင်းပေးခြင်းလို့ပါ အားနာကြရပါတယ်ရှင် ဘယ် ကိုလောင်းပေးနေတာတော့ ဟာမိမဟိုမင်းကဘာလို့မြန်မြန်ဆန်ဆန်ရောက်လာတာလဲ အော်ကျုံမြန်မြန်ဆန်ဆန်ရောက်လို့ပေါ့မြန်မြန်ဆန်ဆန်ရောက်ရှင်နဲ့သူနဲ့ကျွန်တော်နဲ့ရောက်နေပြီဟမ် မဟုတ်ပါဘူးမိမ ရှင့်ကိုကျုပ်ဘဲကိုလွတ်လိုက်တာ ဟိုရွာထဲမှာရံဖြစ်လို့တဲ့တကြီးလေးစီလွတ်လိုက်တာ ဘာမှလဲတကြီးလေး ဒီမလေးတကြီးလေး အဲ့ဒါတကြီးလေးလား မဟုတ်ပါဘူးဟုတ်ပါဘူး ဟိုမှာရန်ဖြစ်လို့အရေးကြီးလို့လွတ်လိုက်ပါတယ်ဆိုမှရှင်က သိပါတယ်ဟိုအရေးကြီးတဲ့ကိစ္စဆိုတာသိပါတယ် ရှင်ပြောတာခုနကအရေးမကြီးဘူးဆို ဟောအရေးမကြီးပါဘူးညီမလေးရဲ့ ဘာအရေးမကြီးဘူး ဟောကြီးပါတယ်မိမကြီးပါတယ် အေးအရေးကြီးတယ်ဆိုတော့အခုတကြီးလေးစီကို သွားပါမယ်သွားမယ်နော်တို့နှစ်ယောက်ကြားမှာအနောက်ရှက်တွေအများများတာပဲကွာ ဟုတ်သွားပြီအမလေးမယားကြီးငုတ်တုတ်ရှိတာတောင်ရစ်သက်သက်အပြောခံရတယ်လို့ ကျမကလည်းအားနာလို့အလိုက်ထိုက်ပြောပေးနေရပါနော်ယောက်ျားတွေကိုစိတ်ကုန်လို့ပြိုကြီးလုံနေတာရှင် အေးအဲ့ဒီအပြိုကြီးတွေကပဲပိုဆိုးနေတာ ရှင်လဲနော်တခေါက်ရထားပေးလို့ပဲအစင်လေးများရရင်ဘယ်လိုလဲမလဲမသိ အစင်တွေကလင်းနေဟဲ့အစင်တွေကလင်းနေအဲ့ဒီတခေါကိုငါဘယ်လိုယူထားတော့နင်တို့မှမသိ ဟာငါညမောင်နှစ်ယောက်တယောက်ချလိုက်ကြဟာငါညမောင်များအမလေးနှစ်ယောက်တယောက်ချလာလားတကြီးလေးချကုန်ပြီ ဟဲ့ဘာချကုန်တာလဲနင်ကအရေးကြီးစားနေ ဟုတ်ရွာရောက်မ ရွာရောက်မှ အေးရွာရောက်မဘာဖြစ်လို့ ဟုတ်ရွာရောက်မှလေရွာထဲမှာရွာထဲကလူနဲ့ရွာလဲမှာရွာထဲက မင်းကလည်းရွာရောက်မဒီရွာကိုမင်းပတ်ကြတယ်ရိုက်နေတို့ရင်းအောင်ပြော ရွာရောက်မှရွာထဲကလူနဲ့ရံဖြစ်နေလို့ ကွာဒုက္ခပဲစောစောစီးစီးလေးဒီမနှက်သားလေးအေးချင်းချင်းစားမလားအောင်မင်းဒီမဲ့ဟဲ့ခေါ်ကြီး ဟာ အဲ့ဒီရွာတွေကရွာရောက်မှရံပြစ်တိုင်းနဲ့ရှင်းရမယ်ဆိုရင်ငါဒီအိမ်မှာကတ်မှာမဟုတ်တော့ထားလိုက် မဟုတ်ဘူးလေတကြီးလေးကဒီရွာမှာတကြီးလေးမို့လို့တကြီးလေးကိုကျွန်တော်ကတကြီးလေးဟုတ်လာပြောပြတာလို့တကြီးလေးလိုက်ရှင်မှရမှာမို့လို့ပါ ကဲရွာထဲမှာကိုသူကဘယ်လိုဖြစ်နေတာရွာရောက်မှ ဘယ်လိုဖြစ်ရမှာလဲနှစ်ယောက်တစ်ယောက်ဖြစ်နေတာ ဟ
ဘယ်လို2ယောက်တယောက် ဩရွာရောက်မှတယောက်တည်းဟိုဘက်ရန်ဖြစ်တာ2ယောက်2ယောက်တယောက်ချနေတာ ဒါဆိုလူမမြောက်ဘူးလေ မမြောက်4ယောက်ဘယ်ညီတော့ကနေလိုက်သွားလိုက် လာဘိုက်ဟမ် သူတို့ကရှင်းတဲ့မျိုးကျမဘာလို့ထိုင်ရလဲ အေးဟုတ်တယ်4ယောက်ဟုတ်တော့ငါမဘာလို့ထည့်မင်းငါကြောင်လို့ထည့်ပြလဲတော်သူ2ယောက်တယောက်မှကတော့မင်းတယောက်တော့မင်းထည့်ပြတာကြောင်မရှိဘူး မရောက်လေတကြီးလေးလိုက်ရှင်းမှရမယ်အကုန်ကွဲပြဲကုန်လိမ့်မယ်နော် ဟိုဒုက္ခပဲတော်တော်အရေးကြီးနေတာ ရေးကြည့်ကဲအဲ့ဒါဆိုရင်ငါထမင်းစားပြီးလိုက်ခဲ့မယ်လို့ ပြောထားလိုက်မယ်မဟုတ်ဘူးလေတကြီးလေးအခုလိုက်မှရမှာလေဘာလို့ထမင်းအစားနေဦးမှာလဲ ဒုက္ခပဲကွာ ကဲပါရှင်ရလဲဟိုမှာချင်းလူလဲလူဖြစ်ကုန်တယ်မြန်လိုက်တော့တော့ ငါတို့ဒီရွာရောက်မတယောက်နေလေငါကောင်းငါမနေရအောင်အဲ့ဒါလာသွားမယ်ဟဲ့တန်ငါနော်နေမစားနဲ့ဟုတ် အမလေးနေမြိုင်းကရှင်လာတော့လေတော့ရှင် ပြောရမှာမဟုတ်ဘူးနေရနှခါသူပန်းပဲစားစားနေ ဟဲ့ ဟာတကြီးကတော့စူညံပွဲလို့ကိုရိုက်နေတာပဲဘာဖြစ်နေရလို့ ဘာဖြစ်ရမှာလဲဟဲ့ရွာရောက်မှာထုံးစံတိုင်းပေါ့ရန်ဖြစ်နေရ ဟောအဲ့ဆိုကျွန်တော်ဒီထမင်းစားလိုက်မယ်နော် ဟဲ့ထမင်းစားရတာမဟုတ်ရန်ဖြစ်နေရပြောတော့ရန်ဖြစ်နေတာ ဩအစောကြီးကပြောပါလားကျွန်တော်ဒါစားလိုက်မယ်လေအဲ့ အမလေးဆောက်လာဆုံးတော့ဘာမှမစားနဲ့တော့ ဘာမှမ ငါဥစ္စာဆောက်တာတမျိုးငါမှငတ်နေအောင်မယ် ဟေးရက်စားခုကြတော့လေကားပရဲအုပ်နေတယ်ပဲမတာမတွေအထက်လိုက်ကြီးခွေးဖိမှုနေတယ်ပဲဟာရအမနေတော့တပနေနေတော့ပြန်ယူကောင်းမလေးကိုဟာဒီကိုဆွလာအောင်မလေးငါလောက်ရချာအဲ့မောင်မြန်နေတော့ရအောင်မရောက်နေတိတ်စားရက်ချရောက်တယ်မကြော်မကောင်းကြားမကောင်းကွာမင်းတို့ဟာဟာ4ယောက်ပေါင်းပြီးအလောင်းကြော်နေကြတာဟာမင်းတို့ကိုရောက်ခွက်တည်းရမယ်ဖိုက်တိုင်မျက်မှန်နေလားဟာမင်းတို့ကိုစမတ်တောင်းမျက်မှန်နေလားဟာကျိုးကိုင်ပေါက်တယ်နော်ကိုင်ပေါက်တာအေးမင်းရတက်ပြီးတော့မင်းရခါနေအေးကောင်းတယ်တော်အားကွာတယ်ကောင်ဒီသက်သမောအော်ကြည့်ကြပါလိမ့်ဖြစ်နေပြောသား ဘာဖြစ်ရလဲတကြီးလေးကျမနှလုံးပေါက်တဲ့ပတ်ဆောင်အကောင်မလျှော်ပေးဘူးလေ ဟဲ့ငါမလျော်ပေးရမဟုတ်ဒီကောင်မမလျော်ပေးတာ မင်းတို့ထိုးတဲ့ကနငါမထမ်းမိလို့ပြောရလေ ဟက်ကမငါတို့ကနေစီမှာတော့ဒီလျှော်ပေးရမလဲဟောကောင်မရဲ့ ဟဲ့ငါကနတ်တော့တီးပေးတယ်လေ နင်တို့ကမထမ်းမိလို့ပြောပွားကြီး ငါမသိဘူးငါနေစီမှာတော့လားဟုတ်လားဆက်ပြပေးတော့ မပေးတာတော့ဘာဖြစ်ချင်လဲ ဘယ်ကြဟဲ့ရစားဝါမင်းတို့ကောင်းနေငါပေါ်ဒီမှာငါပြောလို့ရှင်းတော့မင်းတို့ဒီလိုဖြစ်နေလေငါမြတ်သိဝိုင်းဘယ်လိုလုပ်မလဲမင်းတို့ဘာလုပ်မလဲငါသိရင်မင်းတို့အဲ့ဒီမှာဖဲရရဲ့ဖဲရမှာငါရိုက်เสียမပေါ့ငါသိမြတ်ဖဲရအောင်ပဲအေးနော်တော်ကောင်းတဲ့ဟာတွေနော်အဲ့တော့နေတို့4ယောက်လုံးငါဒီတိုင်းကြည့်လို့မဖြစ်ဘူးဒီတိုင်းကြည့်လို့မဖြစ်ဘူးဘာကိစ္စတွေစဖြစ်တာလဲဘယ်လိုပြဿနာဖြစ်တာငါ့ပြောစမ်း ဘာကိစ္စမှတကြီးလေးကျမလေးအိမ်မထဲမှာအိမ်မက်တဲ့ခဏကိုကျမထိုးတာ ဟုတ်တယ်အိမ်မက်တဲ့ခဏ မပေးတာအကောင်မ နေစခဏတင်ပေါ့အိမ်မက်တဲ့ခဏ ဟုတ်တယ် နင်ဘာတွေမတ်လို့လဲ ကျမအိမ်မထဲမှာတကြီးလေးမိမလင်းငယ်နေလို့တဲ့ အော်ငါမိမလင်းငယ်နေတာဟုတ်ပြီ ဟိုကတကြီးလေးမိမတဲ့လင်ငယ်နေတာ ငါမိမလင်းငယ်ဘာကိစ္စနေနေတာတောင်းရှိလို့တော့ အိမ်မက်လေးတကြီးရဲ့ အိမ်မက်နဲ့ဆိုင်တယ်လေငါမိမကနင်တို့ဒီနှလုံးပြဿနာမှာလင်းငယ်နေတဲ့ဆင်းအောင်သွားတာဆိုင်တယ် အိမ်မက်ထဲမှာပဲပေးနေ ဘလို့ဆိုင်လဲအခုထွက်တဲ့ခဏနဲ့လင်းငယ်နဲ့ဘာဆိုင်လဲ အော်ကွက်တီပဲ ဘလို့လဲ တကြီးလေးမိမလင်းငယ်နေလင်းငယ်ဆိုတော့လင်းရလေးငယ်ရနှစ်လေးနှစ်အခုတော့ကတော့လေးနှစ်လေ မတင်းတကွာတောက်တိုးနေပါလေမလေးငါမိမမင်းတို့နှလုံးပြဿနာနဲ့ပါတော့လင်းငယ်နေပြရတယ်ဟာလားဟုတ်တယ်အေးဟုတ်ပြီနော်အခုနှလုံးကဘယ်လောက်ပေါက်တာလဲ 50ဘူး 50ဘုံနဲ့ဖြစ်နေကြတာဟာလား ဖြစ်တယ်လေ ကောင်းပြီနော်အိမ်မထဲမှာငါမိမလည်းလင်ငယ်နေရသေးတယ်နှလုံးက50ဘုံနဲ့ကြော်မကောင်းကြမ်းမကောင်းဖြစ်နေတယ်လာနင်တို့4ယောက်လုံး50ဘုံနဲ့တန်တဲ့ပြစ်ပြီမလားလာအဖေသမီးလာမလို့ချလို့လာ ဩသူတို့ရန်ဖြစ်တာနဲ့သွန်းစုလေးဦးတောင်စကားအားရပါရမပြောလိုက်ရဘူး သုံးစုလေးဘာပြောချင်တာ ဩကောင်းကန်းဆိုနင်ရောက်လာတယ်နော်မိမ ရောက်အောင်ပါဗောနေပေါင်းရှင်းရသုံးစုလေးဘာပြောချင်တယ်လို့ပြောပါဦး မဟုတ်ပါဘူးမိမဟိုသွန်းစုလေးကိုပြောချင်တာလေဟိုကို့မှာလို့ချစ်စရာကောင်းတဲ့မိမလေးရှိတယ်လို့ပြောချင်တာ တိတ်တော်တဲ့ယောက်ျားတိတ်ချစ်ဖို့ကောင်းတဲ့ယောက်ျားဟုတ်မယ်ဟုတ်မယ် ကိုမျက်နှာကိုလည်းပြန်ကြည့်ကြအောင်နော်ပိန်းနေသည်တရေရတော့မင်းတို့အဖေမေပြန်ခွာမဲ့မျက်နှာတွေဟမ်ဒိုင်းရတကြက်နေတယ်မိုက်နေဟာလားဟမ်ဖိုက်တာတွေလားဟာလားဘာလဲမင်းတို့လူမိုက်နေလားအဲ့တော့တတိရှိနေထိုးမလားငါနဲ့စကားပြပြောနေတာဘာဖြစ်ငါတုံးတာစကားပြပြောနေတာ ကျွန်တော်လည်းစကားပြပြောတာပါတကြီးလေး အေးမင်းတို့လူမိုက်ဆက်ဆံနေလုံနေလို့မင်းတို့အသိဉာဏ်မရှိတာနော်အဲ့ဒါမင်းတို့တခါလဲဆုံးမြတ်ချက်ချမယ်ဘာဖြစ်လို့ဆုံးမြတ်ချက်ချတာလဲဆိုတော့ဒါရိုးရိုးကိစ္စမဟုတ်အခုကမင်းတို့တယောက်နဲ့တော့ခက်ရဒေါသဖြစ်အောင်လုပ်တာစူပူမှုရောက်ရတဲ့မှာတောင်းညံ့မှုနော်အဲ့တော့စူပူတောင်းညံ့တယ်တယောက်နဲ့ထိခိုက်တန်ရရအောင်လုပ်တယ်အခက်မတည်းမင်းတို့ဒါတယောက်နဲ့သေသွားတယ်ရှင်းလားနော်မင်းတို့အမှပြမှုတစ်ခုထမ်းမြောက်တယ်အဲနောက်တစ်ခါလောင်းကစားငါဒီမှာနှလုံးသုံးလုံးထိုးခွင့်ပြုထားလားအေးဒီမှာမပြုတ်လို့ဘာမှပြုတ်လဲဘာမှမပြုတ်တာတဲ့လောင်းကစားကိစ္စကိုမင်းတို့လုပ်ဖို့အကြောင်းရှိလားရှိပါဘူးဟုတ်လား
အေးဒါလောင်းစားမှုပဲ ဒီလိုမှာတော့လုံးတော့တိုးတိုးတိတ်လို့ဆိုတာအော်ကြီးတယ်လူစားကော အေး င်းပါလေ တိုးတက်လို့ရင်ဒါရှော့မရှိဘူးဘူးမှလည်းမသိဘူးလေ မသိဘူးလေ အာမင်းတိုးတက်လောက်တာလေချူချူလောက်တာကြက်ကြက်လောင်းလောက်တာပြောတာမဟုတ်ဘူးလောင်းစားတော့မလုပ်ရဘူး တကြီးရှိချောင်းစကောက်ဆင်းကြီးမ ကြားလားအေးအဲ့တော့မင်းတို့ကအပြစ်ရှိရတဲ့သားနဲ့ငါကဘာမှမလုပ်ပဲစူပြီးတော့လွတ်ပေးလိုက်မယ်ဆိုရင်တခြားရွာတွေကဟာတွေကမင်းတို့ထက်မကရောက်တက်လာမယ်အဲ့ဒါငါအသုံးကြောက်ပြစ်သွားမယ်အဲ့တော့မင်းတို့အပြစ်ရှိတဲ့အတွက်ဒီတစ်ခေါက်အပြစ်ကတော့မင်းတို့ကဖြစ်တိကျအောင်ငါမင်းတို့အရေးယူမှရမယ်နော် ဘာလို့လုံး မင်းတို့၄ယောက်လုံးကိုထိတ်တုံးခတ်မယ် ဟာတကြီး ဟာလေ ဟိုတကြီးလေဟိုထိတ်တုံးတော့မလုံးနိုင်လေ ဘာဖြစ်လို့လဲ ဟိုထိတ်တုံးတော့မခက်အဆင်မပြေ မရဘူးထိတ်တုံးမခတ်လို့မရဘူးနော်မင်းတို့ထိတ်တုံးမနေခြင်းတခုတော့ရှိမယ်ထိတ်တုံးမနေခြင်းမင်းတို့ထိုင်ထားလို့ ဟိုထိုင်တာ ဟုတ်တယ် ဟိုထိတ်တုံးဆိုရင်ဘယ်နှရက်လို့ ထိတ်တုံးဆိုမင်းတို့က2ရက်ခတ်မယ် မလေးနေရဆိုမျိုးထိုင်တာပဲလုပ်လိုက်မယ် ထိုင်ထားပဲလုပ်မယ်ဟုတ်ပြီအဲ့ဆိုလုပ်ထိုင်ထားအခါ300 ဟောတကြီးလေးလည်းဗျာဟိုထိုင်တာ300ဆိုကျွန်တော်တို့လမ်းမလို့ရှောင်းနိုင်တော့ပါတော့ မင်းတို့လမ်းလျှောက်တာအဲ့တော့ထိတ်တုံးမခတ်လိုက် ထိုင်တာပဲလုပ်မယ်ထိုင်တာပဲလုပ်မယ်ထိုင်တာပဲလုပ်မယ် ထိုင်တာပဲလုပ်လိုက်မယ်တကြီးလေး နော်ထိုင်ထားပဲလုပ်မယ်မလားဟုတ်ပြီအဲ့ဆိုရှင် ဘယ်လောက် ငါတည်းထိုင်ကြည့်မယ်ထိုင်ထားအခါ300 ဟုတ်ကဲ့ နော်ပြည့်အောင်လုပ် ကဲ ထိုင်ကြည့် 300တဲ့ နော် 300ပြည့်ပြီတကြီး ကောင်းကောင်းပြန်ကြ ဟုတ်ကဲ့ ဟိုက်ကောင်မင်းတို့ငေါ့လိုက်တယ်ဟဲ့ထိတ်တုံးရဲ့တန်တုံးရဲ့ ဘာဟိုချစ်လို့စားတကြီးရလေ ထိတ်တုံးနဲ့တန်တုံးနဲ့မဟုတ်ဘူးတန်တုံးထိတ်တုံးလူက ဩတကြီးရလေဟိုစားတာ စားလာလားငါ့ကိုစားလို့မရဘူးဒါအတိပြောနေတာထိုင်ထားအခါ300ပြည့်အောင်လုပ် 300 ဟုတ်တယ်ရေး နေတော့လေချောင်းရှိကို ဘဒူက30ပြည့်လို့ဘဒူကကိုပြစ်တာဘဒူက300အရင်ပြည့်လို့ပြစ်မှမသိဘူးမင်းတို့ကဘဒူဘလို့အပြစ်ပြန်လုပ်ရမှာလဲဟဲ့လေ ကျွန်တော်လုံးကျွန်တော်ကြီး တယောက်တစ်ပေါက်မလုပ်နဲ့မင်းတို့မညီမညာကပရိသဖြစ်နေတယ်ငါတိုင်ပင်ခေါ်ပေးမယ်နော်ကြားလား ခဏခဏလောက်ရတာညောင်းနေ နေရဆွဲအားချင်းမယ်ညီညာလို့အဲ့ဒါမှမင်းနေရောမင်းမလုံးနဲ့လာမယ် ပြန်ရင်လို့ တီ ဟာတကြီးကလည်း တပိနဲ့လေတပိနဲ့လေ မဟုတ်လေဟိုထိုင်ပြီးမှထားမှတင်မဟုတ်လား အာမဟုတ်ဘူးလေထိုင်ထဆိုမှတော့တကြီးကလည်းထိုင်တစ်ထနှစ်ပေါ့ ဟောထိုင်တစ်ထိုင်နဲ့ ထိုင်တစ်ထိုင်နှစ် ကလုံးမယ်ထိုင်တစ်ထိုင်နဲ့ထိုင်3ထိုင်4ထိုင်တကြီးတို့လည်းကျွန်တော်ပြီးတော့မှမဟုတ်ဘူးဗျာ 5တကြီးလေးကိုမင်းတို့အဲ့တိုင်းပြောခိုင်းတယ်မဟုတ် မ လား ဟုတ်ဘူးလေဗျာတကြီးကသဘောပြောတာ1 2 3 4အဲ့လိုပဲ အဲ့ဒါလေအေးစားကဲလို့ ဒီနေ့ဒီ နေတော့လေဟုတ်ပြီငါချာ မမြင်ရေးပါတကြီးရဲ့ ဘာဖြစ်လို့လဲ အဲ့လိုကြီးဆွဲပြီးလေဒိုင်းတာညောင်းတယ် မေးပါညညပြီးတော့မင်းတို့ပြန်ပြန်တာပေါ့ကွာကဲလို့ကဲအစားတိုင်းမယ်နော်ဒီနေတော့လေငါချာကိုချစ်ကိုချက်ဘာဖြစ်လို့လဲ အဲ့လိုကြီးမမြင်နဲ့လေတကြီးလေးရတယ်ဗျာ အာမရအောင်တော့ကွာ30တိရောက်နေစက်တက်ကဆိုင်ပြီနော်စက်တက်ကဆိုင်မယ်လာမယ်စက်တက်စနေစတော့စလေးစငါစကြောက်တော့စက်တက်တော့နေစနေနေတော့နေနေကနေတော့နေကိုတော့တော့အမလေးတာငါအစိုးရကြီးထိတ်တော့ပဲရွေးလိုက်ပါတယ်ဟာဒီလိုမှသိအမလေး အမလေးငါကလည်းမြေမျိုးခံရတဲ့မဲ့ရွယ်ဖြစ်နေပြီလို့ မင်းရွှေလောက်ပါဟဲ့ ငါဝါတယ်လေ လို့ပြောတယ်လုံးပေါ်တူတူလို့မရစီလို့အော်အခုတော့9ရက်လောက်လမ်းမလျှောက်နိုင်တော့ဘူးအမလေးမရတော့ဘူးညီမလေးကိုယ်လမ်းမလျှောက်နိုင်တော့ဘူး မင်းလည်းမရှောင်းနိုင် ရှောင်းနိုင်တရွတ်တိုက်တော့ မလေးချက်တော့ကြိုင်လိုက်တော့ အော်နေတော့မလျှောက်လိုက်မယ်နော်လျှောက်နိုင်ပါတော့မတူတော့ပါဘူးငါဒီတိုင်းပဲသွားတော့မယ် မတိုင်းမလုံးနဲ့ငါမသွားနိုင်တော့လေ ဟိုနေခဲ့တော့မှ ဒီတော့ဒီတော့ ကဲမင်းတို့2ယောက်ကိုငါရွာထဲကိုသွားပြီးတုံ့ဆန်းခိုင်းတဲ့ကိစ္စဘာတူးလဲဟမ် ဘာထူးလဲဆိုတော့ရွာထဲမှာရန်တွေရောဖြစ်နေတယ် ။အော်အမေကတမျိုးကွာလူကထားတယ်မသူ့အောင်တော့မင်းတို့2ယောက်ကိုရွာထဲကိုလွတ်တာအဲ့ဒီရံပြတ်တဲ့ကိစ္စကကြည့်ခိုင်းတာမဟုတ်ဘူး။ငါတို့ခွင်ပါမှု။ဟော ခမရပြောတာလွယ်တယ်
ပရမတစ်ခေါက်တော့ခမရနဲ့ကျွန်တော်နဲ့ရွာထဲဝင်ပြီးအလူခံတဲ့ကိစ္စလွယ်လွယ်လေးကိုကိစ္စတယောက်လုံးကြီးပါဗျအသက်တော်ပဲနောက်ထောက်အောင်မလို့ဖြစ်သွားမနားလေ ဟဲ့ဒီမှာဓာကြီးရှိတယ်မင်းတို့အားရနဲ့စဉ်းစားဒီမှာအဲ့ရွာတွေကဟိုကောင်တူအကမလေးရွာရောက်မှလည်းငါတို့ရင်းနေတာလေအဲ့ရွာရောက်မှငါတို့အသုံးချမယ် ဘလို့သုံးချမှာ တခုခုဖြစ်လာရင်လွှတ်ချမှာကွာ ဟာနေခမရရွာရောက်မှဘလို့လွှဲချမှာတော့ သိရင်လားနေရာတော့ငါနောက်လိုက်ခဲ့သိချင်ငါပြောပြမယ်ဒီနေ့ပြောလို့မရအောင် ပြီးရောဗျာ ကိုတန်းညောင်း အိုးနင်းလေးလန့်တာ ဒီမှာဘာလာလုပ်နေရတော့ ဟမ် ဒီမှာဘာလာလုပ်နေရလဲလို့ ဟိုကြပါလေဟာခုနသွားတဲ့လူ၃ယောက်တူပြောနေကြတာအဲ့ဒါမတင်ကားလို့ငါနားထောင်နေတာ ဟုတ်လားဘာပြောရလဲ ဟမ် ဘာပြောနေတာလဲလို့ အိုးနင်းရလေကြဲပြောတာတောင်မှကြားတာတူပြောတာငါကြားမလားလို့ အဲ့ဒါနဲ့လာနားထောင်နေသေးတယ်ဒီမှာကိုတန်းညောင်းရပ်ပြီးနားထောင်နေလဲအလကားပဲလို့ဟိုမှာတကြီးလေးကခေါ်နေတယ်ခိုင်းပြရှိလို့တွားလို့ ဟမ် တကြီးလေးကခိုင်းပြရှိလို့ခေါ်နေတယ်တွားလို့ အေးပါဟာအေးပါ ဘယ်လိုလဲမောလိုက်တာဟဲ့